ရှက်ဆောင်နဲ့ဖန်များအားလုံးပဲမင်္ဂလာပါမရှက်ဆောင်လိုက်လိုချင်နေတဲ့အန်ပူမိုအကြောင်းအရာများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တူတူကညီကိုရင်းနဲ့လည်းဗျာဘန်ဝါ YouTube နဲ့ FIA ညီကိုရင်းနဲ့လည်း comment YouTube မှာ live နားဆင်လို့ရပါတယ်ခင်ဗျာအန်ပူမိုပါဗျာအခုချိန်မှာဆိုရင်တော့ Man U ကိုတူကအတင်းကြီးကကစားခြင်းတယ် Man U ကလည်းဗျာဒီကစားသမားကို45တန်း U 45တန်းပလက်နောက်ထပ်ဘောနတ်10တန်းနဲ့55တန်းအထိကိုကမ်းလှမ်းတယ်ဖရန်ဖိုကလည်းဗျာဒီကမ်းလှမ်းမှုကိုပယ်ချတယ်တူတူကဗျာအတတင်ယူတန်း90ပလက်နောက်ထပ်12တန်းဗျာ62တန်းစီကိုလိုချင်နေတယ်တူတူ12တန်းပါဗျာမန်ယူကနေချယ်ဆီကိုဗျာဆန်ဂျိုကိစ္စရှော့တော့လို့ဗျာအစင်တစ်ကနေ30ထိဝင်ရင်တို့ပွဲ30ဒီကစားသမားကိုတုံးရင်တို့ဒါမှမဟုတ်ချန်ပီယံလိဝင်ရင်တို့အဲ့လိုလွယ်လွယ်ကူကူကိစ္စတွေကိုဗျာတော့နောက်တော့12တန်းဘောနဲ့အနေနဲ့ဖရန်ဖိုကလိုချင်နေတယ်ဗျာမန်ယူကလည်းဗျာသူအနေဆုံးကတော့56တန်းလောက်ထိကိုအလုံးစုံပေးခြင်းတယ်သူကဒီစားသမားကိုကြိုက်တယ်ဗျာတကယ်လည်းလိုအပ်လို့ပါမန်ယူကလိုအပ်တော့လေသူကဗျာအဓိကကတော့ဒီကစားသမားကိုဖြည့်မယ်ပြီးရင်ဗျာအိုနာနာနေရာမှာသူတို့ဘီလာကိုမဖြစ်တဲ့မာတင်နှက်ကိုဒီကစားသမားနှစ်ယောက်ကိုမန်ယူကပြစ်မှတ်ထားနေတာခုချိန်မှာကျန်တဲ့အောက်ကိစ္စကိုသူနည်းနည်းခေါင်းထဲမှာမစင်စားဘူးဗျာကစားသမားတစ်ပတ်လောက်ကပေါင်2သိန်းခွဲအထိတောင်းနေဆိုတဲ့ကိစ္စတွေကိုလည်းကစားသမားဘက်ကတော့ကောလာရတာတည်းမှာပေါ့သူအဲ့လောက်ထိမများဘူးသူကတစ်ပတ်လောက်ကပေါင်3သိန်း8တောင်3သိန်းခွဲလောက်ထိပေါ့2သိန်းအောက်တော့သူလိုချင်တယ်ပေါ့မန်ယူမှာလည်းကစားချင်တယ်သူကအတင်းမှာဖွင့်ရတယ်ဗျအဲ့အတွက်ကြောင့်ဗျမန်ယူကလည်းလိုချင်နေတဲ့အတွက်ခုဘရန်ဖိုးပါဗျာဒီကစားသမားကိုဥရောပအတင်းကြီးတွေကလည်းဒီသူတို့ကစားသမားကိုစိတ်ဝင်စားနေတော့ရရင်ရလို့ညှစ်ထုတ်ဖို့ပဲဗျာဒီအနည်းဆုံးယူ60ပေါ့ဒါမှမဟုတ်62တန်းကိုကတော့ယူတန်း90ပလန်နောက်တော့12တန်းဘောနတ်ကိုပေါ့ဗျာပေးရမှာပေါ့ပြည့်မီပေါ့ဥမာသူကစားသမားကိုပွဲ20လောက်တွန်းရင်ပေါ့ဒီလိုကမ်းလှမ်းနေပါတယ်ဒီကမ်းလှမ်းမှုကတော့ဗျာဘလို့ပြည်လဲသွားမယ်မသိပေမဲ့မန်ယူကတော့လုံးဝကိုပြည်လဲအောင်ထိညှိနှိုင်းမဲ့တဘောရှိတယ်ဘာဖြစ်လဲဆိုတော့သူတို့ဗျာဒီစားသမားကိုလက်လွတ်မခံချင်တဲ့တဘောဗျာအဆုံးတွန်ထိညှိနှိုင်းဖို့စံတာရှိပါတယ်ခင်ဗျာ